အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့နေ့စဉ်ပန်းရဲ့အရွက်လေးကိုထုတ်ပြတ်သွားမှာဖြစ်ပါတယ်နေ့စဉ်ပန်းရဲ့အရွက်လေးကိုထုတ်ဖို့ရအတွက်ကျမတို့ဒီလိုမျိုးတန်ချောင်းလေးတိတိလေးလေးတစ်ချောင်းလိုအပ်ပါမယ်နေ့စဉ်ပန်းအရွက်လေးထုတ်ဖို့ရအတွက်ဖုန်မင်းလေးတွေစစ်လေးတိုင်းထုတ်ပေးရမှာဖြစ်ပါတယ်တခါမခါ这个地方的小公式我写写的73ဖို့မင်းစစ်လေးခါပြီးလို့ရှိရင်ဒီကနေဒီလိုထိုးပြီးမှရှီကိုဒီလိုလေးပေါ်ကိုတင်ထားပါမယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာတချောင်းကိုဒီလိုထည့်ပြီးမှဒီပေါ်စာတိုင်းဒီလိုကြိုင်ပြီးမှဒီလိုထိုးတော့ရပါမယ်ဒါတိုက်တူပေါ့နော်တိုက်တူတစ်ခါပြီးလို့ရှိရင်တိုင်းလက်တစ်ခါနှစ်ခါပြီးလို့ရှိရင်တိုင်းရှိတစ်ခါနှစ်ခါပြီးလို့ရှိရင်တိုင်းရှင်းနှစ်ခါပြီးလို့ရှိရင်နရည်တင်တိုင်းသုံးတိုင်ထိုးတော့ပါမယ်တပေါက်တစ်တိုင်စီတစ်ခါထုံးနှစ်ခါထုံးမယ်သုံးခါထုံးမယ်ပြီးလို့ရှိရင်တရည်နရည်ကြီးပြီးမှနောက်တစ်ပေါက်ကိုထိုးပြီးမှတစ်ခါထုံးနှစ်ခါထုံးသုံးခါထုံးနှစ်တိုင်ရပါပြီနရည်တင်တိုင်းသုံးတိုင်ရပြီပြီးလို့ရှိရင်ခုကတိုင်ရှည်ထိုးတော့ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတိုင်ရှည်နှစ်တိုင်နှစ်တိုင်ပြီးလို့ရှိရင်ဒီနေရာမှာကတိုင်လက်နှစ်တိုင်လာပါမယ်တိုင်လက်တစ်တိုင်နှစ်တိုင်တိုင်လက်နှစ်တိုင်ပြီးလို့ရှိရင်ဒီနေရာမှာတိုင်တူတစ်ပေါက်သေးကိုနှစ်တိုင်ထိုးပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာဖုန်မင်းလေးတစ်ချက်တိတ်ပြီးမှဖုန်မင်းလေးတစ်ချက်တိတ်ပြီးမှဒီနေရာကိုပေါ့နော်ဒီနေရာကနေဒီနှစ်ချောင်းဝတ်တဲ့ချောင်းနှစ်ချောင်းကိုဒီအလေးကနေဒီလိုထိုးလိုက်ပြီးမှရှက်ကိုလေးနဲ့ဒီလိုရှက်ကိုနှုံးနေပြီးလို့ရှိရင်လက်ကိုလိုက်ပါမယ်ပြီးလို့ရှိရင်ခုနဒီအပေါက်ထင်းမှာပဲတိုင်တူတစ်ခါထိုးပေးပါမယ်တိုင်တူတစ်ခါထိုးပြီးလို့ရှိရင်ဒီနေရာမှာခုနတိုင်လက်ထိုးထားတဲ့နေရာလေးမှာပြန်ဒီဖက်မှာလည်းတိုင်လက်ထိုးပေးတော့မှာဖြစ်ပါတယ်တိုင်လက်နှစ်တိုင်ပေါ့နော်နှစ်တိုင်ပြီးရင်တိုင်ရှည်တိုင်နှစ်တိုင်ပြီးရင်ခုနတိုင်ပဲနရည်တီတိုင်သုံးတိုင်လာပါမယ်တရည်နရည်တိုင်နှစ်တိုင်သုံးတိုင်ပြီးရင်ခုကတိုင်လက်လာပြီတိုင်လက်တစ်တိုင်နှစ်တိုင်တိုင်လက်တစ်တိုင်နှစ်တိုင်ပြီးရင်sorry တိုင်ရှည်နှစ်တိုင်လာပါမယ်ပြီးရင်တိုင်လက်နှစ်တိုင်အခု
မှတိုင်လိုက်နဲ့တိုင်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာတိုင်တူတိုင်ပြီးလို့ရှိရင်ဒီဖေးကနေဒီလိုချိန်ပြီးမှရှုပ်ကိုလည်းဆက်လိုက်ပါမယ်